တော်တန်းကတော့ဗောနော်ကျွန်တော် reaction တွေဗာလေတိတ်ပြီးတော့မှလုပ်ဖို့ပေါ့ကျွန်တော် reaction လိုင်းလည်းမဟုတ်တဲ့ခါမှကြတော့ကျွန်တော်လည်းသိမလိုက်ဖက်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ TikTok မှာဗီဒီယိုလေးတစ်ခုတွေ့လိုက်တယ်ပေါ့ဒီဗီဒီယိုလေးကပါလဲဆိုတော့ဦးလေးတယောက်ပေါ့နော်ဒီဦးလေးတယောက်ကသူကဘလို့နေထားဘလို့အခြေအနေရှိလဲဆိုတော့ကျွန်တော်လည်းကောင်းကောင်းမသိဘူးပေါ့ဒါပေမဲ့ကျွန်တော် TikTok ကိုကြည့်ရင်းနဲ့TikTok မှာဗီဒီယိုလေးတစ်ပုဒ်တွေ့လိုက်တော့စိတ်ထဲမှာလည်းဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မှကိုလည်းတောင်ဝေကလည်းရသွားတယ်ပေါ့အဲ့ဒါနဲ့ကျွန်တော် reaction လေးတစ်ပုဒ်လောက်တော့လုပ်ကြည့်မယ်ဆိုပြီးတော့မှ reaction လေးတစ်ခုကျွန်တော်လုပ်ကြည့်လိုက်တာအားလုံးကျွန်တော်လည်းအတူတူဒီဦးလေးကြီးရဲ့အခြေအနေလေးတစ်ချက်တော့ကြည့်ကြည့်အောင်နော်ဆရာကြီးတယ်နော်ဆရာကြီးလို့တော့ပြောတယ်ဒါသူတို့ဒီရက်ကွက်ထဲကအနေထားဖြစ်မယ်တဲ့ရက်ကွက်ထဲမှာဆိုတော့ရက်ကွက်ကိုကျွန်တော်တို့ကြည့်ရတာစင်ကြီးဘုံရက်ကွက်ဖြစ်မယ်နဲ့တူတယ်ပေါ့စင်ကြီးဘုံရက်ကွက်ဆိုတော့နည်းလေးလေးအနေထားလေးတွေကတော့ညနေတိုင်းပဲပေါ့ဆရာကြီးရတဲ့ကျေးဇူးတင်ပါတယ်တဲ့စကားပြောတာလည်းယဉ်ကျေးရနော်စကားပြောတာလည်းကျွန်တော်မြန်မာလူမျိုးတွေဆိုတော့လက်လေးချီပြီးတော့မှယဉ်ကျေးပဲစကားတွေပြောတယ်ပေါ့ဒါသူ့ရဲ့ဖြစ်ကင်းစင်တဲ့ပြုံးနေရောမြင်နေရတယ်ပေါ့နော်ဒါကြည့်ရတာရက်ကွက်ထဲမှာထမင်းဝေနေတယ်တော့လေထမင်းဝေနေတဲ့အချိန်မှာရိုက်ကူးတာဖြစ်နေတယ်တူတယ်မတက်ပါဘူးဆရာကြီးကျွန်တော်ဟုတ်တယ်အိမ်လိုက်ကြလိုက်နော်ဟုတ်ဆရာကြီးကြောက်ပါလိမ့်မယ်ဟုတ်ဒါတိုင်းဟုတ်တယ်ဆရာဒီမှာနေက၄နှစ်ရှိပြီပါဆရာဒီမှာနေက၄နှစ်ရှိသွားပြီတဲ့သူဘယ်မှာနေလဲဆိုတော့ကျွန်တော်တစ်ချက်တော့ကြည့်ကြည့်အောင်ဟုတ်ကဲ့ဆရာကျွန်တော်ပြောတယ်ဒါသူ့အိမ်နဲ့ဗျာဒါသူ့ရဲ့သူဒီအိမ်လေးမှာနေနေတာ၄နှစ်တဲ့ဒီတော့ဗျာဒါကျွန်တော်ကဒီဗီဒီယိုလေးကိုမြင်လိုက်တဲ့အခါမှာဒီသူ့ရဲ့အိမ်ကိုကြည့်လိုက်တာပေါ့နော်သူ့ရဲ့အိမ်ကိုမြင်သွားလိုက်တဲ့အခါမှာကျွန်တော်စိတ်ထဲတော်မကောင်းဖြစ်သွားပြီပေါ့ဒါကသူ့ရဲ့ဆိုတော့တကယ်ဆိုဗျာဒါကအိမ်လို့တောင်မှမပြောထက်ဘူးပေါ့နော်ဒါအိမ်လည်းမဟုတ်ဘူးပေါ့ဒါပေမဲ့ဒါသူနေတဲ့နေရာဒါသူ့ရဲ့ဘုံပိတ်မှန်လေးတစ်ခုလိုပဲဒီနေရာမှာပဲသူသတင်းချနေရပေါ့ဆရာမျိုးသမီးရှိရကွဲသွားပါဆရာကြီးနောက်မျိုးသမီးရှိတယ်မျိုးသမီးနဲ့ကွဲသွားပြီတဲ့အဲ့ဒီနောက်ရတဲ့ကလေး2ယောက်တစ်ပိုက်ရနေပါပြီကလေး2ယောက်တစ်ပိုက်ရသူ့ရဲ့အရင်မိန်းမဆိုတာအခုကတော့သူမိန်းမမရှိဘူးเนาะသူနဲ့အရင်ပေါင်းခဲ့တဲ့မိန်းမကွဲသွားတယ်ပေါ့နောက်ကြရသွားတယ်ပေါ့ကလေးလည်း2ယောက်နဲ့တစ်ပိုက်ရှိတယ်ပေါ့အိတ်တော့ကြတော့ဘလို့အိတ်တော့နဲ့အိတ်တော့ကြတော့တယောက်တည်းအိတ်တယ်တဲ့ဒီဘေးလေးမှာကတ်အိတ်တယ်ပေါ့ဒါတကယ်တမ်းပြောမယ်ဆိုတော့ဗျာဒါကျွန်တော်တို့အနေထားအနေနဲ့ကြည့်ပြီးပြောမယ်ဒါအိမ်မဟုတ်ဘူးဗျာကျွန်တော်ငငယ်တုန်းကသိတယ်မလားငငယ်တုန်းကကျွန်တော်တို့ဆော့ခဲ့တဲ့အိမ်လိုတန်းဆော့တဲ့အခါမှာကိုယ့်ကိုပေါ့နော်အပေါင်းသေးနေပါရင်လည်းအိမ်လိုတန်းဆော့တဲ့အခါမှာဆော့တဲ့အနေထားလောက်လေးပဲရှိရပါဒါပေမဲ့ဒါကကျွန်တော်တို့ငငယ်တုန်းကတော့ဒါကငငယ်တုန်းကဆော့ခဲ့တဲ့အိမ်လိုတန်းဆိုပြင်မဲ့လို့ဒီလူရဲ့အတော့ကတော့ဒါသူ့ရဲ့ဘုံပိမှန်တစ်ခုပေါ့နော်သူ့ရဲ့စရဲချနေတဲ့နေရာလေးတစ်ခုပေါ့ဒီဘေးနန်းလေးမှာအိတ်တယ်တဲ့သူကဒါသူ့ရဲ့အသုံးဆောင်ပစ္စည်းပေါ့နော်သူ့ရဲ့အသုံးဆောင်ပစ္စည်းလို့သာသူကထည့်ပြောသွားတယ်ဆိုပေမဲ့လို့ကျွန်တော်တို့သိတာပေါ့နော်လူတယောက်ရဲ့အသုံးဆောင်ပစ္စည်းလို့ပြောလိုက်မယ်ဆိုရင်ကျွန်တော်တို့မျိုးလုံးထဲမှာမြင်တာကအင်ကြီးဝစားတွေဖနက်တွေအုတ်ထုပ်တွေမျက်မှန်တွေနာရီတွေဖုံးတွေဆိုင်ကယ်တွေကားတွေပေါ့နော်အစားရှိတဲ့အရာတွေပဲကျွန်တော်တို့ကပြေးမြင်ရပါတော့ဒါကျွန်တော်ရဲ့အသုံးဆောင်ပစ္စည်းပါလို့ပြောလိုက်တဲ့ခေတ်ဆိုရင်ကျွန်တော်တို့နေစားတူကသုံးဆောင်နေတဲ့အရာတွေကိုကျွန်တော်တို့ပြေးမြင်နေမှာပေါ့ဒါပေမဲ့ဒါကသူပြောတာဒါသူ့ရဲ့အသုံးဆောင်ပစ္စည်းဆိုတာအခုကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာဘာမှမရှိဘူးပေါ့နော်ကျွန်တော်ပလတ်စတစ်အိတ်တွေပဲမြင်ရတယ်ပေါ့ပလတ်စတစ်ကောက်တဲ့လုပ်ကိုသူလုပ်တယ်တဲ့ကာကြီးခါဝေးတဘောလုံးကတနေ့တော့လေးတစ်စက်တောင်မကြီးတယ်ဖတ်တော့ပါဦးဆရာကာကြီးခါခွေး1 2 3 4 10ထီတောင်မှ
မရှိတွက်ခက်ခဲ့ဘူးပေါ့နော်စာမတက်ခဲ့ဘူးပေါ့ဒါကတော့စာမတက်ချင်းရဲ့အကျိုးအပြစ်လို့လည်းပြောလို့ရတယ်လို့ဒါကလူတစ်ယောက်နဲ့တစ်ယောက်မတူတဲ့မွေးဖွားရာအနေထားတွေလို့လည်းပြောလို့ရပါပေါ့နော်ဒါကတော့တခုတည်းရဲ့လို့သွားပြီးတော့မှတတ်မတ်ကြီးစာမတက်လို့ဒီဘဝရောက်ပါတယ်လို့တော့လည်းညှို့ထုတ်လို့မရဘူးပေါ့နော်ကျွန်တော်တို့ဒီစာမတက်တဲ့သူတွေလည်းဒီဘဝရောက်တဲ့သူလည်းအများကြီးရှိတယ်လို့စာတက်ပြီးတော့မှဒီလိုဘဝရောက်သွားတဲ့သူတွေလည်းအများကြီးရှိရပါတော့ဒါကတော့ဒါကျွန်တော်အမြင်တစ်ခုတည်းကိုပြောတာပါစာတက်ချင်းမတက်ချင်းဆိုတာထက် ဟိုတဲ့ပစ္စည်းကကျွန်တော်လောက်စားဖို့အတွက်စပိန်လေးကောင်းကောင်းလေးပြင်းပြပါလေဆရာကြီးဝိစားတဲ့ကျွန်တော်ကဟာဒီပြေးပါလေဆရာကြီး အဲ့မှာပေါ့နော်ဒါကဟိုကျွန်တော်ဒီနေ့မှာတစ်ခုပြောချင်တာကပုံမှန်အားဖြင့်ဆိုရင်ကျွန်တော်တို့ဒီ line ပေါ်မှာကျွန်တော်တွေ့နေရတယ်ပေါ့နော်ဒီလိုမရှိစင်းသားတွေကိုကူညီတဲ့သူတွေရှိတယ်မရှိစင်းသားတဲ့သူနဲ့တွေ့တဲ့အခါမှာဒီလိုပဲပေါ့နော်မိကုန်းတွေထုတ်ကြတယ်ရောဘာတွေလိုရတယ်လဲနေရတာအဆင်ပြေလားလို့ပြီးတဲ့အခါမှာတချို့ကလည်းသူတို့အဆင်မပြေမှုတွေကိုပြောကြရပေါ့နော်ဒီခါမှာကျွန်တော်ကဘယ်အရာကိုပြောချင်တာတော့ဆိုတော့ကဒီဦးလေးပေါ့နော်ဒီဦးလေးကသူ့ရဲ့အဆင်မပြေမှုကိုပြောတဲ့အခါမှာသူ့ကိုဘာလို့ခြင်းလဲလို့မြင်တဲ့အခါမှာသူရွှေရှင်းတယ်ပေါ့နော်အများကြီးလည်းသူမတောင်းဆိုဘူးအများကြီးလည်းသူကဘာကြီးလိုချင်ပါတယ်ဟိုကတော့ရမှဖြစ်မယ်ဒီကတော့အဲ့လိုမျိုးသူပြောမသွားဘူးပေါ့နော်နောက်ဆုံးပြရုပ်ဆဆောင်သူပြောသွားတာလေးကစပိန်တော်မှာစပိန်အစ်စ်တစည်းဝယ်ပေးပါလို့သူပြောသွားတာမဟုတ်ဘူးသူ့ရဲ့လက်ရှိစီးနေတဲ့စပိန်လေးပေါ့နော်သူ့ရဲ့လက်ရှိစီးနေတဲ့စပိန်လေးကိုပဲပြင်ပေးတယ်ဆိုရင်ဒါသူ့ဘဝတော့ကလုံလောက်နေပြီဒီလောက်ဆိုရင်သူကျင်တတ်တယ်ဆိုတဲ့အနေထားတစ်ခုတွေ့ရတယ်ပေါ့ အဲ့ဒါလေးပဲလူကပါတယ်ခန္ဓာကိုယ်နဲ့မထမ်းနိုင်ပါဘူးဆရာအမိုက်ကြီးအများကြီးမလို့စပိန်လေးပြက်နေပါဆရာဒီဟာဝင်ယူပြက်နေပါတယ်ခီးပြက်နေပါဆရာ ကွနင်းလို့မရဘူးလား ရတယ်ဒီခါလေးဒီကစပတ်တော့မတင်ပါတယ်ဆရာ စပိန်ရနော် စပတ်တော့မတင်ပါတယ်ဆရာ တော်တော်ချင်းနေစိုးတယ် မင်းတို့မှဒါတော့ဆရာ စပိန်ရနံပါတ်3ဘက်ကုန်းချောင် မကျတော့ကိုရလည်းပြင်လာလား ဟုတ်တယ်ဆရာစပိန်ဆရာကိုဝင်တော့ဆရာရှိရတဲ့ဘက်ကတော့အဲ့လိုမှလည်းဆရာဟုတ်တယ်ဆရာမရှိလို့ပြင်နေမှာအရင်ကပြင်နေဒီမှာအားလုံးချက်ရစားဖို့တောက်ဖို့နဲ့မျိုးနဲ့မပြည့်စုံတဲ့စပိန်မှာလိုအပ်ပါတယ်ဆရာစပိန်ကောင်းမလိုအပ်ပါ ကျွန်တော်အဲ့ဒါလေးကိုတော်တော်လေးသဘောကျသွားတယ်ဒီလားကျွန်တော်ဒီ video reaction လုပ်ရတဲ့အဓိကအချက်ကလည်းအဲ့ချက်ပဲဘယ်အောင်ဆိုတော့ तू ကသူ့ရဲ့လက်ရှိအိမ်လေးကို तू လိုက်ပြတယ်သူ့ရဲ့လက်ရှိလောက်ကန်နေတဲ့လုပ်ကို तू ချပြတယ်သူ့ရဲ့လိုအပ်ချက်ကို तू ပြောသွားတယ်သူ့ရဲ့လက်ရှိအိမ်လေးကလည်းရှင်းပြောမယ်ဆိုရင်ဝိုင်းနေနဲ့လည်းတတ်မှတ်လို့ရတဲ့အကျင့်ဝန်းလည်းမဟုတ်တယ်လို့အိမ်လို့ပြောအောင်လည်းဒါအိမ်လည်းမဟုတ်ဘူးเนาะအခန်းလို့ပြောအောင်လည်းဒါအခန်းလည်းမဟုတ်ဘူးပေါ့เนาะသူ့ရဲ့အသုံးဆောင်ပစ္စည်းတွေကို तू ပြတယ်သူ့ရဲ့အသုံးဆောင်ပစ္စည်းတွေဆိုတာလည်းဘာမှမရှိတဲ့ကျွန်တော်တို့ဒီရေဘူးလေးတွေသူကောက်ထားတဲ့အမိုက်လေးတွေအမိုက်တို့မိုက်ဆာလေးပေါ့เนาะနောက်ဒါသူ့ရဲ့အိမ်ဆိုတာလည်းဒါရှင်းပြောမယ်ဆိုရင်တော့ဝါတို့ဝါစာလေးအသားတို့သားစာလေးနဲ့လှုပ်ထားတဲ့ဒါသူ့ရဲ့နေရာလေးပေါ့နော်သူ့ရဲ့လိုအပ်ချက်ကလည်းစပိန်လေးတစ်စီးပေါ့ကျွန်တော်တို့ဒီစပိန်ကလည်းစပိန်အကောင်သားအစ်စ်စပိန်ရဲ့လို့သူပြောသွားတာမဟုတ်ဘူးပေါ့နော်စပိန်လက်ရှိစီးနေတဲ့စပိန်လေးကိုပြင်နိုင်နေဆိုရင်ဒါသူကလုံလောက်သွားပြီပေါ့အဲ့ခါမှာပေါ့နော်ကျွန်တော်တို့ကဘာပြောချင်တာတော့ဆိုတော့ကအော်ဒီလိုမျိုးလူတယောက်အနေနဲ့ဒါသူ့အနေနဲ့ကဘဝပြည့်စုံသွားပြီလို့တော့သူပြောတယ်ပေါ့နော်တိုက်ကြီးရှိမှကားကြီးရှိမှဆိုင်ကလေးရှိမှအခန်းကောင်းကောင်းနေရာကောင်းကောင်းအဝတ်စားကောင်းကောင်းအစားတောက်ကောင်းကောင်းနေစားနေရမှပြည့်စုံနေတယ်လို့ကျွန်တော်တို့ထင်နေခဲ့ပြီမဲ့လို့ဒါကတော့တောင်းနဲ့တောင်းမတူတာလည်းဖြစ်ပေါ့နော်ဒါသူ့အနေနဲ့ကတော့သူ့ကိုယ်သူကျင်တတ်တယ်အားရတယ်ပြည့်စုံနေဆိုတဲ့စကားကိုသူထည့်ပြောသွားရမှာကျွန်တော်နဲ့ဒီစကားကတော်တော်ရင်ထဲလက်ထိသွားတယ်ပေါ့ကျွန်တော်တို့တွေကနေစတူကဒီရုပ်ဝတ္ထုတွေနောက်ကိုလိုက်နေကြတယ်ကျွန်တော်တို့ကားတွေလိုတယ်အိမ်တွေလိုတယ်ဆိုင်ကယ်တွေလိုတယ်ဝိုင်းတွေလိုတယ်အစရှိတဲ့ကျွန်တော်ရဲ့လိုအပ်ချက်တွေကိုကျွန်တော်အများကြီးပြည့်စုံအောင်အဲ့ဒီနောက်ကိုလိုက်နေကြတယ်ပေါ့နော်ပြည့်စုံလာတဲ့ခါမှာလည်းဒီထက်မှကဆက်ပြည့်စုံခြင်းရတယ်ပြည့်စုံလိုက်တယ်ငွေကြီးပိုင်းနောက်ကိုကျွန်တော်လိုက်နေပေါ့နော်ကျွန်တော်တို့ရဲ့ရုပ်ဝတ္ထုပိုင်းဆိုင်ရာနောက်ကိုကျွန်တော်တို့အများကြီးလိုက်နေရတဲ့အခါမှာအမောလဲစိုးကြတယ်ပေါ့ဒါမှမဟုတ်ဒီလူကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာကျတော့သူ့ဘဝအေးဆေးပဲဟုတ်လားအမိုက်ကောက်တယ်အိမ်ကလည်းအေးဆေးဆေးပဲစပိန်ကလည်းကောင်းကောင်းကန်းကန်းမဟုတ်ဘူးစပိန်ကလည်းကျွန်တော်တို့ကုန်းလေးပါလေးခြောင်နေတဲ့အနေထားလေးအောင်ရှိရပေါ့နော်ဒါပေမဲ့လို့သူပြောတာကသူ့မှာအလုပ်လေးရှိတယ်နေစရာလေးရှိတယ်စားစရာလည်းဒီလိုပဲသူကြုံလို့စားတယ်ဒီလိုပဲသူမြန်ပေးတဲ့အိမ်မျိုးစားကောက်ဝယ်လဲဝစ်ပြီးတော့မှသူ့ရဲ့ဘောကိုအသက်ရှင်နေနေခိုင်းတဲ့အခါမှာသူပြောတာရတယ်ကျွန်တော်ကဒါလေးရှင်းပြေးစုံသွားပြီဆိုတဲ့အခါပေါ့နော်ဒီကမှာကျွန်တော်တို့က
အော်ကိုနဲ့အများကြီးကွာသွားပါလားငါတို့ကရုပ်ဝတ္ထုတွေနောက်ကိုအရန်ပြေးလိုက်နေတဲ့အချိန်မှာတချို့လူတွေကသူတို့ရဲ့လက်ရှိဘဝကိုကျင်းနဲ့တင်းတိမ်ပြီးတော့မှအေးစစ်စစ်ဘဝကိုဖြတ်သန်းနေတဲ့အခါမှာကျွန်တော်တို့တွေကအပူတွေရမ်းကတ်နေရတယ်ပေါ့နော်အပူတွေရမ်းလောင်နေရတယ်ကျွန်တော်တို့ရဲ့မရှိစင်ရဲတဲ့မွေးတင်မှုတန်တွေဒီထက်မှကပြည်စုံခြင်းနဲ့စိတ်တွေကြောင့်မလို့နိုင်ငံခြားတွေထွက်ပြီးတော့မှလုပ်တွေလောက်ရတယ်မိသားစုပြန်ချင်းအများကြီးပေါ့အစားရှိသဖြင့်အဲ့ဒီနောက်ကိုကျွန်တော်လိုက်ရတဲ့အခါမှာကျွန်တော်တို့ဒီဦးလေးယူကြည့်ပြီးတော့မှတောင်ကတော့တော်တော်ရသွားတယ်ဟာပြည်စုံခြင်းဆိုတာကဘာမှမဟုတ်ပါလားပြည်စုံခြင်းဆိုတာကိုယ်စိတ်ချမ်းသာနေပြည်စုံတာပဲဘာမှမရှိလေနေတဲ့ရင်လောကရဲ့တကယ်ကျဉ်းနှံ့ဆရာပဲဆိုတာဒီဦးလေးကြီးကချပြသွားလို့ပဲပေါ့နော်ကျွန်တော်တကယ်လဲ reaction တွေတိတ်မလုပ်ဖြစ်ဘူးပေါ့တိတ်မလုပ်ဖြစ်ဘူးဆိုကျွန်တော်နဲ့ reaction တွေလည်းမကြိုက်ဘူးကျွန်တော် reaction တွေလည်းမလုပ်ပါဘူးဒါမှမဟုတ်ဒီဗီဒီယိုလေးကိုကျွန်တော်မြင်လိုက်တဲ့အခါမှာစိတ်ထဲလည်းတော်တော်ထိသွားကိုလည်းပြန်တွေ့လိုက်တဲ့အခါမှာကိုကအများကြီးပဲပင်ပန်းမှုတွေဆင်းရဲမှုတွေကိုနေစတူကရင်ဆိုင်ကြုံတွေ့နေရတယ်ဆိုပေမဲ့လို့ဒီဦးလေးရတော့သူလဲကျွန်တော်တို့လိုပဲပင်ပန်းမှုဆင်းရဲမှုမိုးတန်လေးတန်းဟာလာအများကြီးဒုက္ခတွေကြုံတွေ့နေရတယ်ဆိုပေမဲ့လို့သူ့ရဲ့အပြုံးနဲ့သူပြောတာစကားလေးကပြည့်စုံပါတယ်တဲ့ကျွန်တော်အနေနဲ့ဘာမှမလုပ်ဘူးဆိုတော့တကယ်လဲကြီးဦးစရာကောင်းတယ်ပေါ့နော်တကယ်လဲလေးစားစရာကောင်းတယ်ပေါ့ဘဝကဒီလိုပဲကျွန်တော်တို့နေတတ်ရမယ်ဆိုတာတတ်သိပြသွားတာပဲ